မင်္ဂလာပါရှင်ကျမကတော့တာတော့ပိုင်းစုပါရှင်ကျမဒီနေ့ဘာခေါင်းစဉ်ကြည့်ပြရမှာလဲဆိုလို့ရှိရင်သူနဲ့ပတ်သက်ပြီးတော့ပေါ့နော်ယခုလက်တလုံးမှာသင်ဘာတွေခံစားနေရလဲတစ်ဖက်သူနဲ့ပတ်သက်ပြီးသင်ဘာတွေခံစားနေရတာလဲအဲ့ဒါလေးကြည့်ပေးပါမယ်ရှင်တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့သင်ဘာတွေခံစားနေရတာလဲအတူတူကြည့်မယ်နော်ယခုလက်တလုံးမှာတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့သင်ဘာခံစားနေရလဲဆိုလို့ရှိရင်တစ်ဖက်သူနဲ့ပတ်သက်ပြီးတစ်ဖက်သူပေးတဲ့ဒုက္ခတွေပေးတဲ့အခါမှာသူ့ရဲ့အပြောတွေသူ့ရဲ့အပြုအမူတွေသူ့ရဲ့လုပ်ရက်တွေကြောင့်သင်ဟာပေါ့နော်သင်ဟာခံစားချက်တွေအများကြီးရင်းနှီးအောင်ခံစားနေရတယ်အဲ့ဒီခံစားချက်တွေကိုပဲညှို့သိပ်ပြီးတော့မသိကြအောင်ဆောင်ပြီးတော့နေရတဲ့ဘဝတစ်ခုနေရတဲ့အဖြစ်လေးဖြစ်နေပါတယ်ပေါ့နော်ယခုလက်ရှိမှာတစ်ဖက်သူကသင်ကိုဘယ်လိုမျိုးပြောမလဲစိတ်ဒုက္ခပေးတယ်ပေါ့နော်သင်မကြိုက်တဲ့အပြုအမူတွေအပြောအဆိုတွေလုပ်ရက်တွေကိုသူလုပ်တဲ့အတွက်ကြောင့်မလို့သင်ကသူနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးစိတ်ရင်ထဲမှာခံစားရတဲ့စိတ်ခံစားမှုနာကျင်မှုတွေကိုခံစားနေရပါတယ်နော်ဒီဗီဒီယိုကကိုနဲ့ energy ကြိုက်တဲ့သူကယူပါရှင် energy မကြိုက်တဲ့သူကတော့ entertainment သဘောဖြစ်နေတာကြည့်ပြကြပါရှင်ခရစ်သားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်